ကြောက်ကကြောက်တီလို့စိတ်ညစ်နေပါသလားခွဲစိတ်စရာမလိုပဲတဘာဝအတိုင်းပျော်ကြစေမဲ့နီလန်းကောင်းတစ်ခုရှိပါတယ်ကြောက်ကကြောက်တီတဲ့ဝေဒနာဟာခံရခတ်တယ်လို့ကူးသားစရိတ်ကလည်းမနှဲလာပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့မီးဖို့ကြောင်ထဲမှာတင်အလွဲတကူရနိုင်တဲ့ပစ္စည်း၄မျိုးနဲ့ဒီဝေဒနာကိုတတ်တာစေနိုင်မဲ့နီလန်းလေးကိုဝေမျှပေးခြင်းပါတယ်လိုအပ်တဲ့ပစ္စည်းများတေးကြံဘိုးခေါက်တံပရာသီးဒါမှမဟုတ်ရှောက်သီးအည်ညှစ်ထိတ်ရန်လေးညင်းပွင့်ပြားရည်ပါဝင်ပစ္စည်းများကိုမိမိအသုံးပြုတဲ့အပေါ်ချိန်ဆပြီးအသုံးပြုပါပြုလုပ်ပုံအစဉ်စဉ်တစ်ရေနွေးထဲမှာတေးကြံဘိုးခေါက်တံပရာရည်လေးညင်းပွင့်နဲ့ပြားရည်တို့ကိုထည့်ပါနှစ်9မိနစ်ကနေ10မိနစ်လောက်အထိစုအောင်တည်ပေးပါ3ပြီးရင်အေးခံပြီးအနေစစ်ထုတ်ကဖန်ခွက်ထဲထည့်ပါတောက်3ရက်နီးလဲမနေ့တိုင်းအစာမစားခင်ဘိုက်ထဲမှာဘာမှမရှိသေးခင်ပုံမှန်တောက်ပေးပါ9ရက်ကနေ6ရက်အတွင်းကြောက်တီတာတွေတဖြည်းဖြည်းကြည်ပြက်ပြီးစီးနဲ့အတူပါသွားပါလိမ့်မယ်ဒီနီလန်းလေးကငွေငုံကြီးကြားတတ်တာတဲ့အပြင်တဘာဝအတိုင်းလေးဖြစ်တာကြောင့်ကြောက်ကပ်ဝေဒနာရှင်တွေအတွက်တကယ်ကိုအသုံးတည်စေမှာပါ